ကန်ကြမဝူကျွေးဟာအလုံးကိုကြောက်ဆက်ကောင်းတယ်ကန်ကြမဝူကျွေးဟာအလုံးကိုကြောက်ဆက်ကောင်းနှုတ်ကြုံသွားလို့ရှိရင်လူတွေဟာခံရရောဘဝမှာသူဟာဘဝတစ်ခုမှာကျောင်းနိုင်ဘုန်းကြီးတစ်ပါးဖြစ်တယ်အတိတ်ဘဝတစ်ခုမှာကျောင်းနိုင်ဘုန်းကြီးတစ်ပါးဖြစ်ခဲ့တယ်ကျောင်းနိုင်ဘုန်းကြီးတစ်ပါးဖြစ်တော့ကျောင်းတကာကအကနုတစ်ပါးပေါ်မှာအာဂနုတစ်ပါးရောက်လာတဲ့အခါကျတော့တလေးတစားအာဂနုကိုပြုစုတာကိုသူကဂျယ်လစီဖြစ်တယ်မနာလို့ဖြစ်တယ်အဲ့ဒါသိတတိထားကြကောင်းတာဘုန်းကြီးတွေမှလည်းအဲ့ဒါမျိုးဖြစ်တတ်တယ်အများကြီးနော်ဒါကြောင့်မို့ယရဏမေတ္တာသုတ်ထဲမှာဆိုဒီကုလီတုနာနုဂိတ်တော်ဆိုတာတရားတော်မတွေပေါ်မှာတွေ့တာမှုမရှိစေရဘူးလို့ခေါ်တာအဲ့ဒါကြောင့်မို့လို့နော်တွေ့တာမှုမရှိစေရဘူးအဲ့ဒါကျောင်းနိုင်ဘုန်းကြီးကအာဂနုအပေါ်မှာကျောင်းတကာကတလေးတစားလှုပ်တာကိုမနာလို့မရှုစိတ်ဖြစ်တတ်တယ်မနာလို့မရှုစိတ်ဖြစ်တတ်အဲ့ဒါလို့ဖြစ်လာတဲ့အခါမှာသူကနှုတ်ကိုအလွန်ကြုံပြောခဲ့တာဖြစ်တယ်ဟိုကတင်နှုံနာနဲ့ခေါင်းရိပ်ပေးတဲ့အခါမှာဘာလို့တင်နှုံကြီးနဲ့ခေါင်းရိပ်နေမလဲတမွေးစီထန်သီးချမ်းနဲ့ဆွဲနှုတ်ရင်မကောင်းဘူးလားဆွဲနှုတ်တာကောင်းသေးတယ်သူအိတ်တဲ့သူလှူတဲ့အိယာဘောအိမ်မဲ့အစာမြေကြီးဘောအိတ်ထားကောင်းတယ်သူလှူတဲ့ဆွမ်းစားမဲ့အစာမစင်စားနေတာကောင်းတယ်လို့ဒီလိုပြောခဲ့ဘူးတဲ့ဝစီကံနေရဲ့အပြစ်ဒဏ်ကိုသူခင်ဗျခံစားရှာတယ်နောက်ဆုံးဘဝလို့ဆိုရမယ့်အချိန်မှာမြတ်စွာဘုရားပွင့်တဲ့အချိန်သူလူလာဖြစ်တယ်လူဖြတ်ကြတဲ့ကမိဘကနိုးတိုက်ရင်နို့မစိုးဘူးဘာစားလဲဆိုရင်လူမစင်ကိုကြိုက်နေတယ်သူကမစင်စားရတဲ့အနေထားပဲပြောခဲ့တဲ့စကားရဲ့နှုတ်ကြွခဲ့တဲ့အပြစ်ကြောင့်မို့လို့နောက်ဆုံးမှာဒီကလေးလေးဟာထမင်းကျွေးလည်းမစားဘူးဘာစားလဲမစင်မဲစားနေတယ်အဲ့ဒါလို့ဖြစ်လာတဲ့အခါကျတော့မိသားစုဟာအဆက်ရလာတော့သူ့ကိုမကောင်းကြောင်းပို့ဆိုပြီးတော့ပရပိုက်ကြောင်းတစ်ကြောင်းကိုသွားပြီးတော့ပို့လိုက်တယ်ပို့လိုက်တဲ့အခါကျတော့သူပြောခဲ့တဲ့အတိုင်းပဲခေါင်းကအမွှေးတွေကိုသူ့ကိုမြေချင်းတူးပြီးတော့ပခုံးပေါ်ခေါင်းလေးတွေဖော်ထားပြီးတော့ဟိုတရုတ်တည်းရဲ့အရက်ဝိုင်းမှာတွေ့ဘူးလိုက်ပဲစပွဲအလဲကောင်မှာမြောက်ကလေးတစ်ကောင်ကိုနော်လက်ပင်ထီအောင်ညှက်ပြီးတော့တင်ထားပြီးတော့အဲ့ဒီမှာဒီမြောက်ကလေးကိုတူနဲ့ခေါင်းကိုရိုက်ဖောက်ပြီးတော့တူချောင်းလေးတွေနဲ့အဲ့ဒီအုံနောက်ကိုထုတ်ပြီးအရက်နဲ့တောက်တဲ့ပုံတွေတွေ့ခေါင်းတွေ့မိချလိုက်ပဲနော်အဲ့ဒါမျိုးလိုပဲသူ့ကိုလည်းခေါင်းလေးတွေဖော်ထားပြီးပေါ်ပခုံးထီအောင်အသားကြောင့်ကြီးတွေတင်ထားမြေချင်းထဲမှာယုံလို့ကန်လို့မရအောင်အပေါ်ကပခုံးပေါ်ကနေစီးထားတဲ့တစ်သားကြောင့်ကြီးနှစ်ချောင်းပေါ်မှာထိုင်ပြီးတော့ခေါင်းမှာရှိတဲ့အမွှေးတွေကိုတပင်ချင်းဆွဲနှုတ်ပစ်တယ်သူပြောခဲ့တဲ့အတိုင်းပဲလောက်ခံရတယ်အဲ့ဒါလို့လောက်ခံလို့ပြီးသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တဲ့အခါမှာပရပိုက်ယဟန်ပြုပေးလိုက်တဲ့အခါမှာသူကလူလစ်ပြီဆိုတာနဲ့တပြိုင်နက်တွိုင်းလက်ကိုသွားပြီးမစင်ကိုစားတော့တာနောက်ပိုင်းကျတဲ့အခါကျတော့မြို့ရဲရွာတွေကိုဆွမ်းခံသွားဖို့ခေါ်တဲ့အခါမှာမလိုက်ဘူးမလိုက်ဖဲနဲ့အเจ้าမှာဒီလိုပဲနေရတဲ့နောက်တနေ့ကျတော့သူပါရီစားပြီးတော့နေတာလဲဆိုတာစောင့်ပြီးတော့ချောင်းပြီးတော့ဖမ်းကြတယ်ချောင်းဖမ်းတဲ့အခါမှာအားလုံးပရပိုက်เจ้าမှာပရပိုက်တွေကိုမြို့ရဲသွားပြီးဆွမ်းခံသွားကြပြီဆိုလို့ရှိရင်သူကအိမ်သာတကားကိုဖွင့်ပြီးတော့အဲ့ဒီမစင်တွေကိုစားတာကိုတွေ့တယ်ချောင်းဖန်တဲ့ပုဂ္ဂိုလ်တွေကတွေ့လိုက်တဲ့အခါကျတော့သူတို့ခိုင်းမစင်စားတယ်ဆိုပြီးတော့နာမည်ပြက်မှကြောက်တော့သူ့ကိုနှင်ထုတ်လိုက်တာနော်နှင်ထုတ်လိုက်တဲ့အခါကျတော့လူတကာမစင်စွန့်တဲ့နေရာမှာ
တောင်ကုန်းကြောက်ခဲတွေရှိတဲ့နေရာမှာသူကအဲ့ဒီမှာသွားပြီးတော့နေတယ်အရက်ထဲကလူတွေကအဲ့ဒီမှာလာပြီးတော့မစင်စွန့်လေးရှိကြတယ်အခုခေတ်လိုအိမ်တွေမှာ toilet တွေဘာတွေအိမ်သားတွေဘာတွေမရှိကြသေးတာခရီးခေတ်တောင်မှအိမ်ကြီးရောက်မှာခြုံကွယ်ပြီးတော့စွန့်တဲ့လူတွေအများကြီးရှိသေးတယ်နော်ခဏခေတ်ထီအောင်ရှိတယ်အိမ်ကြီးရောက်မှာအဲ့ဒါလို့လူတွေကမစင်စွန့်တဲ့နေရာမှာသူကသွားနေပြီးတော့နေလေကြတော့လူတကာအထင်ကြီးအောင်ဟန်ပန်လုပ်ပြီးတော့ခြေတော်ကလေးတစ်ဖက်မြောက်ကောင်းကင်ကိုမော့ကြည့်ပဇာဟဘာလို့လဲလေစားနေတယ်ဆိုတဲ့ပုံစံမျိုးလိန်နာညာတာပေါ့လူလစ်ပြီးဆိုတဲ့အခါမစင်နေစားပြီးအဲ့လိုနဲ့သူကတကိုးကြီးနေလူတွေဆိုတာလိန်လို့လွန်ကောင်းတယ်ရှုံတတ်တာနော်လိန်မဲ့သူကသာရှားနေတာဒီယုံမဲ့လူတွေကအစင်သေးမယ်ဘာလိန်ခဏခေတ်လဲတူတူပဲနော်လိန်သာလိန်ယုံမဲ့သူကအများကြီးပဲနောက်ကအလိန်ခံမဲ့သူတွေကအစင်သက်ရှိတယ်အဲ့ဒါလို့လိန်ပြီးတော့စားတော့လူတွေကသူ့ကိုချီညိုကြတယ်လေးစားကြတယ်တလတစ်ခါသူ့စီစားကောင်းတောက်ဖွယ်တွေလာပို့ကြတယ်အဲ့ဒီလာပို့တဲ့အခါသူကဟန်နဲ့ပန်နဲ့တမန်မြက်ရှားလေးနဲ့လှုပ်ပြီးတော့တမန်မြက်ကလေးကိုတုပ်ပြီးတော့ဟင်းလေးကိုရှားလေးနဲ့တို့တယ်အစားလေးကိုတို့တယ်သူဒါပဲစားတယ်ပေါ့လေပဲစားတယ်မစားဘူးဆိုတဲ့ဟန်နဲ့လှုပ်ပြဘယ်ဟုတ်မလဲသူစားနေတာလူမစင်နေအဲ့ဒါကြမှာအဝစားတာအဲ့ဒီလိုနဲ့ဘုံတကူချီးပြီးတော့နေတဲ့အခါမှာမြတ်စွာဘုရားကတမ္ပယုတဉာဏ်ကွန်ရဲ့ကြီးကိုဖြန့်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာသူဟာအဲ့ဒီမြတ်စွာဘုရားရဲ့ဉာဏ်ကွန်ရဲ့ထဲမှာသူပုံပေါ်လာတယ်ပုံပေါ်လာတဲ့အခါကျတော့သူဟာအကုသိုလ်ကံတွေကုန်ပြီးယန္နာဖြစ်မဲ့အသိဉာဏ်တွေသူ့ရင်ထဲမှာရှိနေတယ်ဒါကြောင့်မြတ်စွာဘုရားကသူ့နေရာကြွသွားပြီးသူ့ရဲ့အချိန်ကိုစောင့်ရင်းကနေပြီးမြတ်စွာဘုရားကနောက်ဆုံးမှသူ့ရဲ့လိမ့်လီလှိပြားမှုတွေကိုဖော်ထုတ်လိုက်တယ်တလတစ်ခါလူတွေကလာပြီးတော့လှူတဲ့စားကောင်းသောဖွဲ့တွေကိုတမန်မြက်ကလေးနဲ့တို့ပြီးတော့သူကစားပြတယ်အဲ့ဒါမင်းလူတွေကိုလိမ့်နေတာပဲမင်းစားနေတာမစင်မဲလို့မြတ်စွာဘုရားကဖွင့်ထုတ်ပြီးတော့ပြောလိုက်တဲ့အခါမှာသူသိအံ့ဩသွားပြီးတော့မြတ်စွာဘုရားကိုဝန်ခံချက်ပေးလိုက်တယ်အဲ့ဒီမှာမြတ်စွာဘုရားတရားဟောတဲ့အခါမှာသောတပန်ဖြစ်သွားတယ်သူကံလည်းပဲကုံသွားပြီးတော့မြတ်စွာဘုရားရှေ့မှာဒူးတုပ်ပြီးဘုရားဟောတဲ့မြတ်စွာဘုရားကတဏှာသဖြင့်သူ့ကိုယဟန်ပြုတ်ပေးလိုက်တယ်အဲ့ဒီအစကံကုံသွားတဲ့အခါကျတော့မစင်မစားတော့ဘူးစားခြင်းစိတ်လည်းကုံသွားပြီပြတ်သွားပြီလို့ဆိုတယ်နော်အဲ့ဒီချိန်ကနေပြီးတော့သူဟာမြတ်စွာဘုရားထံလိုက်ပြီးယဟန်ဖြစ်လို့တရားဓမ္မကျင့်ကြံကြိုးကိုအထုတဲ့အခါမှာနောက်ဆုံးမှသံဗုကမထေဆိုပြီးတော့ယဟန္တာဖြစ်သွားတာဖြစ်တယ်အဲ့တော့လောကလူဘဝတွေဟာလည်းအလုံးကိုဆန်းကျဲတယ်ကိုလုပ်ခဲ့တဲ့ကံတွေဟာကိုပြန်ရနေကြတယ်ပေါ့နော်အဗ္ဗဓမ္မတတိထားလို့အဗ္ဗဓမ္မကြောက်စရာကောင်းတဲ့အနေထားမျိုးတွေရှိတယ်ဆိုတော့တတိထားဖို့ပေါ့အဲ့ဒီအကြောင်းအရာတွေကို तू ပြန်ပြောပြတာသူက तू ပြန်ပြီးတော့ तू ဘာတွေလုပ်ခဲ့တယ်ဆိုတာပြန်ပြောပြတယ်မှာပင်စပညာတဝတ္တနိရဇောသံလမထရယေ तू ကနှစ်ပေါင်း55နှစ်ကြာတယ်သူအသက်ဘယ်လောက်ရဲလို့တော့မသိဘူးเนาะအသက်50ကျော်တာဖြစ်နိုင်နှစ်ပေါင်း55နှစ်ထိအောင်ရဇောသံလမထရယေဆိုတာသူကရေတစ်ခါမှမချိုးခန္ဓာကိုယ်ဘယ်တော့မှရေမချိုးတော့အညစ်အကြေးတွေကသူခန္ဓာကိုယ်ဘယ်လောက်မှခြေထုနေမလဲဆိုတာစဉ်းစားကြည့်ပေါ့နော်ရေမိုးချိုးတန်းစင်တာသူတစ်ခါမှမလုပ်ခဲ့ဘူးတဲ့ဘုံစံတော့မာတိကံပတ္တံဗတ္တံတလမှတစ်ခါလူတွေကျွေးတဲ့လူတွေစားတဲ့အစာကိုသူစားခဲ့တယ်ဆိုတာဟန်ပြဟန်လေးနဲ့လုပ်ပြီးတော့လာပို့တဲ့အခါမှာတလတစ်ခါသူ့ကိုပူဇော်ပွဲတွေလုပ်တဲ့အခါမှာသူကစားပြတယ်တလပါတစ်ခါပဲအဲ့ဒီလူစားတဲ့စားကိုတမန်ပြက်ကလေးနဲ့တို့ပြီးတော့